Incand filament effect ပြုလုပ်ပုံသက်သာပြီးမှဖြစ်ပါတယ်ဒါကတော့ PUC လာတဲ့ကို3801 1000အဖြူရောင်ထည့်မှုတ်ထားတဲ့ပစ္စည်းတွေဖြစ်ပါတယ် Filament effect ပြုလုပ်ရန်စီလာကို6သိန်းချိန်2နာရီအထက်ထားပေးရပါမယ်6သိန်းချိန်ပြည့်တဲ့ပစ္စည်းတွေကိုတန်ရှင်းရေးပြုလုပ်ပေးရပါမယ်ပေါ်ပတ်နံပါတ်280နဲ့စားပေးရပါမယ်တန်ရှင်းရေးပြုလုပ်ပေးရပါမယ်။နှစ်သက်ရာအယောင်ကိုလည်းအသုံးပြုပြီး filament effect များကိုလည်းပြုလုပ်နိုင်ပါတယ်။အခုကတော့အနီရောင်နဲ့အမဲရောင်ကိုပြသပေးမှဖြစ်ပါတယ်။အနီရောင်ကို spray gun နဲ့ရေစစ်စစ်ပြီးထည့်ပေးရပါမယ်။ filament effect ပြုလုပ်ရန်ဂန်ရဲ့၄ပေါင်းအများကြီးအသုံးမပြုရပါဘူး။၄ပေါင်းကိုအနည်းငယ်ခြုံထားရပါမယ်။ကိုလိုချင်တဲ့လောက်အမြင်လေးတွေကိုလိုက်ဖြည့်ပေးရပါမယ်။အယောင်တစ်ယောင်လည်းသုံးနိုင်တယ်လို့အယောင်2ယောင်3ယောင်ရောပြီးလည်းလိုအပ်တယ်လို့အသုံးပြုနိုင်ပါတယ်။အမဲရောင်ကိုစပရေးကန်နဲ့ရေစစ်စစ်ပြီးထည့်ပါမယ်။ကိုလိုချင်တဲ့လောက်အမြင်လေးတွေကိုလိုက်ပြီးတော့မျက်နှာပြင်ပေါ်မှာဖြည့်ပေးရပါမယ်။ကိုလိုချင်တဲ့လောက်အယောင်များတင်ပြီးရင်အပေါ်ကနေစီလာသို့မဟုတ်လိုက်ကချုပ်ပေးလို့ရပါတယ်။ filament effect များပြုလုပ်ပြီးပါက6သိန်းချိန်စောင့်စရာမလိုပါဘူး။စီလာချုပ်မယ်ဆိုလို့ရှိရင်တော့6သိန်းချိန်2နာရီအထက်ထားပေးရပါမယ်။ကော်ပတ်စားပေးရပါမယ်။အပေါ်ကနေလိုက်ကထပ်တင်ပေးရပါမယ်။